များအခုကျွန်တော်တို့နောက်တစ်ခု speaking 32ကိုဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော်။ဟုတ်ကဲ့ဒီခါအသားအရောင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘယ်လိုပြောမလဲပေါ့။နော် does she have သူမမှာရှိလား does she have သူမမှာရှိလား။နော် dark skin သူမအသားညိုလားပေါ့နော်။ dark skin ဆိုတာကညိုတဲ့အသားကြီးကို dark skin လို့ခေါ်တယ်ပေါ့နော်။ဟုတ်ကဲ့အဲ့တော့ does she have dark skin Does she have dark skin? Okay, does she have dark skin? Does she have dark skin? Okay, အဲ့တော့သူမအသားညိုလားပေါ့သူ့တိုင်းဘာသာပြန်မယ်ဆိုရင်သူမမှာညိုတဲ့အသားကြီးရှိလားအဲ့တော့မြန်မာလိုချောချောမွေ့ဘာသာပြန်မယ်ဆိုရင်သူမအသားညိုလားပေါ့နော် Does she have dark skin? No. It's fair. နော်မညိုပါဘူး It's fair. နော်ဖြူတယ်နော်ဖြူတယ်လို့ပြော It's fair.fair ဆိုတာကဖြူခွေးတာကို fair လို့သုံးတယ်ပေါ့နော်။ငါပြန်ပြီးပြောမယ် Does she have dark skin နော်သူမကအသားညိုလား No it's fair မညိုဘူးဖြူတယ် It's fair ရမယ်လို့ထင်ပါတယ်ကျေးဇူးပါ